အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော် Waymoney account မဖွင့်တတ်သေးတဲ့သူတွေအတွက် Waymoney account တွေကိုဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော် Waymoney account ဖွင့်ဖို့အတွက် Play Store ထဲဝင်ပြီးတော့ Play Store ကနေပြီးတော့ Waymoney ဆိုပြီးတော့ Waymoney ဆိုပြီးတော့ပေါ်လာပါပြီဒါလေးကျွန်တော်ရိုက်ရှာပြီးတော့ Waymoney app ကိုကျွန်တော်တို့ download ဆွဲလိုက်ပါမယ်ကျွန်တော်ကတော့ဖုန်းထဲမှာ download ဆွဲပြီးသားဖြစ်တဲ့အတွက်ကျွန်တော်မဆွဲတော့ပါဘူးထပ်မဆွဲပြတော့ပါဘူးဒီမှာ Waymoney account လေးဖုန်းထဲရောက်ထားပါဖြစ်ပါတယ်အဲ့တော့ Waymoney account ဖွင့်တဲ့နေရာမှာကျွန်တော်အကြံပေးချင်တာကတော့ကိုအမြဲသုံးတဲ့စင်ကန်နဲ့တခါတည်းဖွင့်ထားစေချင်ပါတယ်ဘာလို့လဲဆိုတော့ Waymoney account ဖွင့်တာလူတယောက်ကိုမှတ်ပုံတင်တစ်ခုကို account တစ်ခုပဲဖွင့်လို့ရတာဖြစ်တဲ့အတွက်ကိုအမြဲသုံးတဲ့စင်ကန်နဲ့မဖွင့်ထားဘူးဆိုလို့ရှိရင်နောက်ပိုင်းကိုဖုန်းနံပါတ်ချဲရတဲ့ကိစ္စတွေပါလိုက်လို့ရပြီဆိုလို့ရှိရင်ကိုကပွဲစင်တာကိုဖုန်းဆက်ရတာတို့ဒါမျိုး Waymoney Facebook page ကနေတွားပြီးတော့ဖုန်းနံပါတ်ချဲဖို့အတွက်တွားပြီးတော့အချက်လက်တွေပေးရတာမျိုးတွေလုပ်ရမှာဖြစ်တဲ့အတွက်နည်းနည်းလေးကောင်းရှုပ်ရတာပေါ့နော်အဲ့တော့ကောင်းရှုပ်မခံချင်ဘူးဆိုလို့ရှိရင်တခါတည်းကျွန်တော်တို့ကိုအမြဲသုံးတဲ့စင်ကန်နဲ့တခါတည်းဖွင့်ထားဖို့အတွက်အကြံပေးချင်ပါတယ်အဲ့တော့ကျွန်တော် Waymoney account ဖွင့်ပြီးဆိုလို့ရှိမှဆိုလို့ရှိရင်ပထမဆုံး Waymoney account ထဲဝင်မယ်ပြီးလို့ရှိရင်ဒီမှာကိုဖွင့်ချင်တဲ့ဖုန်းနံပါတ်ကိုဒီမှာရိုက်ထည့်မယ်ဒီမှာတော့အဲ့တော့ကိုဖွင့်ချင်တဲ့ဖုန်းနံပါတ်ရိုက်ပြီးပြီဆိုလို့ရှိရင်ဒီအောက်ကစီကံနဲ့သတ်မှတ်ချက်များကိုသဘောတူပါတယ်ဆိုတဲ့အားတွေကိုအမှန်တချင်မယ်အဲ့တော့ဆက်လုပ်ပါအောင်နှိပ်မယ်ပြီးလို့ရှိရင်ဖုန်းနံပါတ်မှန်ကန်ပါသလားဆိုတာမှန်ကန်ပါလေဆိုတာလေးနှိပ်မယ်ပြီးလို့ရှိရင်သူယာယီပင်နံပါတ်တွေချပေးမှဖြစ်တဲ့အတွက်ကြားရတဲ့တော့ဖုန်းထဲကို message ဝင်လာတဲ့ယာယီပင်နံပါတ်လေးလုံးဒီမှာရိုက်ထည့်ပြီးတော့နောက်တစ်ဆင့်ကျွန်တော်ဆက်သွားမှာဖြစ်ပါတယ်7 3အဲ့တော့ကျွန်တော် Waymoney account သုံးဖို့အတွက် password ၄လုံးကျွန်တော်သတ်မှတ်ပေးရမှာဖြစ်ပါတယ်ကိုမှတ်မိမဲ့ password ၄လုံးဒီမှာသတ်မှတ်ပေးပြီးတော့ဒီမှာအတည်ပြုမိဆိုတာလေးနှိပ်ပေးပါရှင်ဟုတ်ဒီမှာလိုအပ်နံပါတ်ထည့်ရမယ်ထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာအကောင့်ကိုလည်းပဲအဆင့်နဲ့ပေါ့နော်အကောင့်တည်ပြုဖို့အတွက်ဒီမှာကျွန်တော်အကောင့်တည်ပြုပါကိုထပ်ပြီးဆက်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ကင်မရာဖွင့်ပြီးနှိပ်မယ်နှိပ်ပြီးလဲဆိုလို့ရှိရင်ကိုကမှတ်ပုံတင်ဆိုတာလေးကိုရွေးပြမယ်နော်ဒီမှာမှတ်ပုံတင်အရှိကိုတေချာလေးပေါင်လဲဝင်အောင်တေချာလေးရပ်ပြီးမယ်ကျွန်တော်ဒီမှာတော့မှတ်ပုံတင်အစားကျွန်တော်တစ်ခုခုနဲ့ရိုက်ပြတာဖြစ်ပါတယ်ဒီမှတ်ပုံတင်ပေါင်ထဲမှာသူပြရတဲ့ပေါင်ထဲမှာတေချာလေးရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားလေးနဲ့ဝင်အောင်ရပ်ပြီးမယ်ပြီးလို့ရှိရင်ဓာတ်ပုံတင်မျိုးနှိပ်မယ်ပြီးရှင်မှတ်ပုံတင်အနောက်ခြမ်းတွေကိုထပ်ရိုက်မယ်ထပ်ရပြီဆိုလို့ရှိရင်ဒီမှာကိုပြီးရှင်ဓာတ်ပုံတင်မျိုးနှိပ်မယ်ပြီးရှင်ကိုရမှာမှတ်ပုံတင်နံပါတ်ကိုဒီမှာရေးပေးမယ်တေချာလေးကိုရွေးထည့်ပေးမယ်ပေါ့နော်တေချာလေးထည့်ပေးမယ်ကိုရမှတ်ပုံတင်နံပါတ်မှန်အောင်ဒီမှာစနစ်မြင်းဆောင်ဒီမှာကိုရမြင်းနဲ့တေချာလေးရေးပေးဥမှာခါရနာဆိုခါရနာပေါ့နော်ပြီးရှင်9ဒီမှာမဟုတ်လေကိုရမှတ်ပုံတင်နံပါတ်လေးကိုတေချာလေးမှန်အောင်ရိုက်ထည့်ပေးမယ်ပြီးရှင်ရှေ့ဆက်သွားပြီဆိုတာလေးနှိပ်ပေးမယ်နှိပ်ပေးမယ်ဆိုလို့ရှိရင်ဒီမှာကိုရနောက်မယ်အပြည့်စုံလေးကိုမှန်အောင်ရိုက်ပေးရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်နမူနာအနေနဲ့K1AW ကျော်ဦးကျော်သူဆိုပြီးတော့နမူနာလေးရိုက်ပေးမှာဖြစ်ပါတယ်နဲ့ပြင်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီမှာကိုကျောင်းမကိုတေချာလေးရေးပေးမယ်ပြီးရှင်ကိုရမွေးသားကရစ်လေးကိုဒီမှာတေချာလေးကိုရေးပေးမယ်ကိုရမွေးသားကရစ်လေးမှန်အောင်ဒါတော့ကျွန်တော်နမူနာအနေနဲ့ထည့်ပေးရပါတော့ပြီးရှင်ဒီမှာတေချာလေးကိုရမွေးသားကရစ်လေးကိုတေချာလေးမှန်အောင်ထည့်မယ်ရွှေ့ပေးမယ်
OK နှိပ်မယ်ပြီးရှင်ကိုယ်နေလေးစာလေးကိုပြီးဆုံးထည့်ပေးရမယ်မဟုတ်ရန်ကုန်ဆိုလည်းရန်ကုန်ပေါ့နော်ပြီးရှင်ကိုနေတဲ့မြို့နယ်ဟိုမှာတောင်မွေဆိုတောင်မွေပြီးရှင်လမ်းနောက်မယ်ရှိလမ်းနောက်မယ်အိမ်နံပါတ်လမ်းနောက်မယ်လို့ပြချလေးကိုရိုက်ထည့်ပေးမယ်ပြီးရှင်အလောက်ကန်လေးရွေးပေးမယ်ကိုပိုင်လုပ်ငန်းကိုပိုင်လုပ်လို့ဆိုတော့ကိုပိုင်လုပ်လို့ပေါ့နော်ကိုရွေးထည့်ပေးလို့ရပါတယ်ပြီးရှင်မှာစီကံနဲ့တတ်မှတ်ချက်များကိုလိုက်နိုင်ရတည်ပြီးပါသည်ဆိုတော့နှိပ်မယ်ပြီးရှင်မှာပြီးရှင်ဆွဲသွားမယ်ဆိုတော့နှိပ်မယ်ပြီးရှင်ကိုဒီမှာမျက်နှာတက်ပုံရခဲ့မှာဖြစ်ပါတယ်မျက်နှာတက်ပုံရကမျက်နှာပုံလေးသူပြပေးတာဖြစ်ပါတယ်အဲ့ဒီမျက်နှာပုံလေးထဲမှာကိုယ့်ရဲ့မျက်နှာလေးအောင်ဝင်ကြောင်းဖြစ်အောင်ပြချလေးချိန်ပြီးလို့ရှိရင်ဒီကင်မရာလေးနဲ့နှိပ်ရိုက်ပြီးဆိုလို့ရှိရင်မျက်နှာကိုသူပြောထားတဲ့အတိုင်းမျက်နှာကိုပေါင်တွဲဝင်အောင်ချိန်ပါဆိုပြီးတော့ပြချလေးသူပေးရတဲ့မျက်နှာပုံစံလေးထဲမှာပေါင်တွဲဝင်အောင်သူရိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့မှမရိုက်ပြတော့ပါဘူးအဲ့လိုရိုက်ပြီးဆိုရှင်ကွာတက်ပုံတင်နေဆိုတော့လည်းကိုနှိပ်မယ်နှိပ်ပြီးရှင်ကိုယ့်ရဲ့တင် upload ကိုတင်ဆက်နေပါသည်ဆိုဒီမှာတင်ပြထားပါသည်လို့သူပြနေပါတယ်အဲ့လိုအစစ်ဖြစ်သွားပြီဆိုလို့ရှိရင်ကိုဝီမိုင်းနေကောက်ဖွင့်တာပထမအဆင့်အောင်မြင်သွားပြီပေါ့နော်အဲ့တော့သူကဒီမှာပြပြထားတဲ့အတိုင်းတင်ချက်လက်များကိုတင်ပြထားပါသည်ကျွန်တော်တို့ဘက်မှာဆက်လက်ဆောင်ရွက်ပြီးရုံးဖွင့်ရ48နိုင်အတွင်းပြန်တဲ့အကြောင်းပြန်ပြပါမည်ဆိုပြီးတော့ပြောတာရှိပါတယ်ဒီကျွန်တော်ရဲ့တွေးကြုံရဒီဝီမိုင်းနေကောက်ဖွင့်တာကတော့မြန်လို့ရှိရင်သူကနိုင်ရွက်တစ်နိုင်အတွင်းနဲ့သူကကိုအချက်လက်လေးကိုတင်ရအချက်လက်အားလုံးမှန်ကန်တယ်ဆိုလို့ရှိရင်နိုင်ရွက်တစ်နိုင်အတွင်းနဲ့ကိုအကောက်ပွင့်တတ်ပါတယ်ဒါမှမဟုတ်အလွန်ဆုံး48နိုင်ပေါ့နော်48နိုင်အတွင်းမှာသူကကိုဝီမိုင်းနေကောက်ဖွင့်တာအောင်မြင်တယ်မအောင်မြင်ဘူးဆိုတော့သူကအကြောင်းပြန်ပေးတာဖြစ်ပါတယ်တကယ်လို့ကိုအောင်မြင်သွားပြီဆိုလို့ရှိရင်တော့ဒီ app လေးဒီ webmaster app လေးကို webmaster application ကိုဝင်လာပြီဆိုတာ ਨੇ ကိုဒီလိုပုံစံလေးကိုပြနေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် webmaster ကောက်ဖွင့်တာအောင်မြင်တယ်မအောင်မြင်ဘူးဆိုတော့ကျွန်တော်ဘယ်လိုနေရာကိုကြည့်ပြီးတော့စစ်စီလို့ရမယ်ဆိုတာလေးကိုကျွန်တော်ဆက်ပြီးတော့ပြောပြပါမယ်ဒီမှာကျွန်တော်ဒီနေရာလေးမှာလည်းကျွန်တော်ကြည့်ပြီးတော့လည်းကိုယ်ဝင်နေကောက်ဖွင့်တာအောင်မြင်တယ်မအောင်မြင်ဘူးဆိုတာကြည့်လို့ရပါတယ်နောက်တစ်ခုကဒီမှာ profile ဆိုတာလေးနှိပ်ပြီးတော့ဒီမှာကိုယ့်ရဲ့နာမည်နဲ့နာမည်အောက်မှာဖုန်းနံပါတ်အောက်မှာအတည်ပြုပြီးဆိုတာလေးပုံနေပြီဆိုလို့ရှိရင်ကျွန်တော် webmaster ကောက်ကိုစပြီးတော့အသုံးပြုလို့ရပါပြီဖြစ်ပါမယ်ဟုတ်ကဲ့ကျွန်တော်ရှင်းပြပေးသွားတဲ့ webmaster ကောက်ဖွင့်နေလို့အားလုံးနားလည်သဘောပေါက်မယ်လို့ယူဆပါတယ်ကဲရေးကိုနားလည်သဘောမပေါက်တာမသိရရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ video ရဲ့ comment မှာလာပြီးတော့လည်းမေးမြန်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့တွေဖြစ်ပါစေခင်ဗျာ